ကျမအခုဘာဆေးတောက်လဲဆိုကျမတစ်ခုပဲတောက်တယ် thyroid ဆေးတောက်တယ် thyroid hormone ကလည်းကျမခဏခဏမပြောချင်ခဏခဏပြောလုံးဝကြည့်တော့လည်းမကောင်းဘူးလေဒီဥဒုကြီးကအရန်ရေးကြည့်တယ်နော်ခန္ဓာကိုယ်ထဲမှာဒီဥဒုသွားရင်သွားတာပဲအဲ့တော့ဒီ thyroid hormone တွေကထွက်ပြီးတော့40ရာခိုင်နှုန်းကခန္ဓာကိုယ်ရဲ့အပူချိန်ပေါ့နော် basal body temperature ကိုသူကညှိထားတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာ thyroid hormone နည်းသွားလို့နော်ဟိုကအေးနေမယ်ပေါ့နော်အပူဓာတ်မရှိတော့ဘူးဆိုရင် all the chemical reactions တွေကနှေးကုန်တယ်ဒါကြောင့်မလို့ဒီ thyroid hormone ချွတ်ရွေးရင်ဒီကိုယ်လုံးချွတ်ရွေးနေတာပဲဒီ hormone တွေကလည်းမလုံနိုင်တော့ဘူးလို့နော်ကလစီတွေကလည်းကောင်းကောင်းလုံမလုံနိုင်အကုန်တစ်ခုနဲ့တစ်ခုပေါ့နော် domino effect အဲ့ဒါနောက်ဆုံးဒီဝိသုဒ္ဓိမဲ့မှာတော့ပါတယ်လေဒီခန္ဓာကိုယ်ရဲ့ခုခံအားဇီရဏတီဆိုအဲ့ဒါ thyroid hormone လေအဲ့ဒီတော့ကျမမေးရင်ဒီဓာတုဆေးဘာတောက်လဲတစ်ခုပဲတောက်တယ် thyroid hormone ကျန်တာတွေကတော့ vitamins ပဲ thyroid hormone တော့မှအခုဆိုရင်ခါတိုင်းဆိုရင်နော်ခက်များများတောက်တယ်ပေါ့နော်အခုကတော့ဟိုပါပေါ့သိအများကြီးလည်းမဟုတ်ဘူးခန္ဓာကိုယ်ကိုညှိလောက်ရုံပဲအဲ့ဒါဆိုရင်ခန္ဓာကိုယ်ကလေဒီ cancer ဖြစ်ဖို့ဆိုတာတော်တော်လေးကိုခဲရင်သွားတယ်နော်ဒါကံကလည်းရှိနေတယ်လေကျမကံကလည်းဘယ်လိုလာမလဲသိဘူးမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့လို့ကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဆိုတော့ဖြစ်တဲ့ခါကျတော့လည်းကံလည်းလေဟုတ်ဒီကလစီတွေအစ်စ်ဖြစ်တဲ့အခါမှာနော်တဘာကဖြစ်တဲ့ဥဒုနဲ့တဘာကဖြစ်တဲ့အာဟာရကိုလုပ်ပေးလိုက်တယ်လေဒါကိုတောင်းအဲ့ဒါဆိုရင်ထပ်ဖြစ်မဲ့ကလစီတွေကလည်းကောင်းတဲ့ကလစီတွေပဲဖြစ်မှာနော်ဒီဆရာဝန်တွေကိုသွားမေးလို့ရှိရင်တော့ခုခေတ်မှာတော့သူတို့ကခင်မီဈေးတွေပဲသုံးပါပဲနော်အဲ့ဒီတော့ကိုကလေဘ ഹു တုတရှိအောင်လုပ်ထားနောက်ပြီးဒီတဘာဝဈေးတွေကဒီလောက်ကြီးလဲဈေးမကြည့်ပါဘူးနော်ဒီလောက်ကြီးလဲဈေးမကြည့်ဘူးခုခံအားတွေလည်းကောင်းလာမယ်ဆိုရင်တော်ရုံတိုင်းရုံယောဂါလည်းမဖြစ်ဘူးနော်ကျမဆိုလို့ရှိရင်မဖျားတာတော့မှတော်တော်လေးကိုကြာနေဖျားရင်လည်းကျမဗိုက်တာမင် D3 ကို antibiotic ဒီမှာဆိုဖျားရင်ဆရာဝန်နေစီသွားရင်ဆရာဝန်တွေက antibiotics ပဲတင်တာပဲပိုးသက်ဆေးတယ်နော်ဒီပိုးသက်ဆေးမရရင်နောက်ပိုးသက်ဆေးတစ်မျိုးနောက်ပိုးသက်ဆေးတစ်မျိုးဟာလူတွေကလည်းလိမ့်နေတာပဲလေအဲ့ဒီတော့ကျမကတော့ဘာလုပ်လဲနောက်ပိုင်းကိုဗိုက်တာမင် D3 နော်9000ရှိတယ်6လုံးလောက်တောက်လိုက်တယ်3000အဲ့ဒါ2ရက်လောက်တောက်ပြီးရင်လုံးဝကောင်းသွားအဲ့ကျမတခြားလူတွေကိုလည်းစမ်းသပ်ပြီးပြီအဲ့ဒါတကယ်လည်းဟုတ်တယ်နော်အဲ့တော့ခန္ဓာကိုယ်အဲ့လိုပေါ့နော်ခဏပေါ့ short term 9ရက်လောက်တောက်လိုက်အဲ့ဒါဆိုဘယ်ဆရာဝန်စီမှသွားဆရာလည်းမလို့နော်ခန္ဓာကိုယ်အဲ့ဒါခုခံအားသိပြီးတော့အရေးကြီးတယ်လို့အဲ့ဒါပြောတာဒါမေးစရာရှိသေးလဲအဲ့ဒါပြန်လုပ်ပြမယ် first 3 cases ဆိုတာလေအဲ့တော့ပထမအမျိုးသမီးလေးဒီလက်ကိုခောက်ပြီးတော့ပြန်ဖြန့်လို့မရတဲ့အမျိုးသမီးလေးအဲ့တော့ကျမကသူ့လက်ကိုစမ်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့သူပြောတယ်သိနာတာပဲတဲ့ဘာမှကင်လို့မရဘူးတဲ့အိမ်မှာအဲ့တော့ဒုက္ခရောက်မယ်ပေါ့အဲ့တော့ကျမကြည့်လိုက်တော့သူ့ရဲ့ဒီလက်ချောင်းအောက်မှာရှိတဲ့ဒီ joint တွေကလေတခါတည်းကြောက်လို့ပဲမာတာနော်ကယ်လ်ဆီယမ်နေလေကယ်လ်ဆီယမ်နေတက်နေနော်ကြောက်လို့ပဲမာအဲ့တော့သူပြောတယ်နိမက်ဂနီဆီယမ်တောက်လားဆိုတော့ကျမမတောက်ဘူးဆိုတော့သူကကယ်လ်ဆီယမ်ဓာတ်တွေနင်းကန်များပြီးတော့မက်ဂနီဆီယမ်နဲ့တော့ဒီလက်ကဒီလိုလှုပ်လိုက်ရင် contraction လေသိရမလားကယ်လ်ဆီယမ်က contract လုပ်တယ်ဒါပေမဲ့ relax လုပ်ဖို့က magnesium မရှိတော့သူပြန်ပြီးတော့လုပ်လို့မရဘူးเนาะအဲ့တော့ကျမပြောတယ်တောက်နေတဲ့ calcium တွေကိုရက်လိုက်เนาะသူအများကြီးပဲတောက်တယ်နွားနို့တွေလည်းသူကစွတ်တောက်ဆိုတော့အရန်ကိုများနေတော့ကျမပြောတယ်เนาะ calcium ကိုဖြတ်လိုက်နွားနို့လည်းခဏဖြတ်လိုက်เนาะဒီဓာတ်စားသူဒီ rock salt ဒီဟာတော့ဝယ်ခိုင်းတယ်ဖြော်တောက်အဲ့ဒါတွေเนาะဖြော်တောက်နောက်ပြီးတော့သူ့ရဲ့သူတောက်နေတဲ့statin ပေါ့เนาะ cholesterol ချစီခဏရက်လိုက်တယ်သူအသားတွေကလည်းအထိမခံနိုင်ဘူးနာဒါပေမဲ့လို့ cholesterol 300ဆိုတာကျွန်မပြောမယ်နော်ဒီ cholesterol 300ကလည်းနော် the most common cause of cholesterol တက်ခြင်းအကြောင်းအရာလဲ thyroid hormone နဲ့လို့ဒီအမျိုးသမီးကိုသူ့ရဲ့ blood work ကိုစစ်လိုက်တဲ့အခါကျတော့ thyroid hormone က normal ပဲဒါပေမဲ့သူပြောတယ်ဆရာမရဲ့ကျွန်မတစ်ချိန်လုံးချမ်းနေတယ်သူများတွေအိုက်တာလေကျွန်မဆွဲတာကြီးနဲ့နေရနော်နောက်ပြီးသပင်တွေကလည်းကျွတ်လိုက်တာမပြောနဲ့တော့နော်နောက်ပြီးတော့အဲ့ဒါကိုသူပြောတယ်သပင်ကျွတ်တယ်အဲ့ဒီနေသပင်နေကျွတ်တယ်တိတ်လဲချမ်းတယ်နောက်ဝန်းလည်းအရန်ချုပ်တာပဲသူကကျမဝန်းလို့စေးမတော့ရင်ဝန်းလုံးဝမတော့
အဲ့တော့ကျမအဲ့ဒါသူ့ကိုနော် temperature လေးတိုင်းခိုင်းလိုက်တယ်အဲ့တော့ဒီတစ်ခါတော့ကြာရင်လေဒီ thyroid hormone နေတာလေလေအမျိုးမျိုးရှိတယ်ဒီ ID နဲ့လို့ကတစ်မျိုးနော်တစ်ခါတော့ကြာလို့ရှိရင်ခန္ဓာကိုယ်ထဲမှာ active hormone တော့မပြောင်းနိုင်တာတကြောင်ကျမထင်တယ်သူ့ကိုကျမ thyroid တင်လိုက်လို့ရှိရင်သူ့ cholesterol ကြီးကျလာမယ် calcium ဖြတ်လိုက်လို့ရှိရင်ဒီဟာတွေတက်တာမယ် magnesium တောက်ခိုင်းလိုက်တယ်လေ magnesium တောက်လိုက်ရင်လက်ဒီလိုပြန်ပြီးဖြန့်လို့ရမယ်ပေါ့နော်အဲ့တော့သူ့ဆရာဝန်နဲ့သူသွားပြန်ပြတယ်တဲ့လက်ကြီးကဒီလိုဖြစ်နေတယ်အဲ့ဒါဘာလို့ရမလဲဆိုသူ့ဆရာဝန်က calcium နေထပ်ပေးတယ်ဆိုတော့အဲ့ဒါပေါ့နော်အဲ့ဒါကျမအားလုံးကိုနားလေစေခြင်းလို့ပြောတာနော် calcium ကလည်းအရေးကြီးတာပဲအရေးမကြီးမဟုတ်ဘူး तू ကလည်းအရေးကြီးတယ်ဒါပေမဲ့ကျမပြောတာအရန်ကြီးမများသွားအောင်ပြောတာနော်နောက်တစ်ယောက်အဲ့ဒီအမျိုးသားကဒီမှာဒီနေ့လာလားမသိဘူးဟမ်မလာနိုင်လို့ဟာလား avascular necrosis ဖြစ်နေတယ်တရားလို့ဟုတ်ဟာလားဟုတ်တယ်အဲ့ဒါ तू ကလည်းအဲ့လိုပဲပေါ့နော်သူ့အယိုးကပါပြီးတော့ပြက်သွားတာပေါ့နော်အဲ့တော့ तू ကအဲ့ဒီဆေးတွေတောက်နေအဲ့ဒီဆေးတွေကကြာလို့ရှိရင်မကောင်းကြာလို့ရှိရင်အဲ့ဒီဆေးတွေကနှလုံးခုန်လည်းမမှန်ဘူး heart failure လည်းရနိုင်တယ်နောက်ဒီ jaw ကြီးလည်းပြုတ်ထွက်နိုင်တယ်ဒီကျမသိကြောက်တာပဲအဲ့ဒါကြီးပြုတ်ထွက်မှာနော်ဒါကြီးကပုတ်သွားတာပေါ့ဆိုတော့အဲ့ဒါတောက်မဲ့စားကျမဆိုလို့ရှိရင်နော်အဲ့ဒီဓာတ်စားတွေတောက်မယ်နော်အယိုးတွေပြန်ကောင်းလာအောင်နောက်လမ်းလေးပါလေးရှောက်ပေါ့နော် exercise အဲ့ဒါဒါကြောင့်မလို့ဒီခေတ်မီဆေးတွေကလည်းပြဿနာသူတို့ကအကျိုးတွေကိုပဲ treat လုပ်တော့လေကြာတော့ဒီဘေးရွက်ဆိုးကျိုးတွေကိုလူတွေကမခံနိုင်နော်အဲ့ဒီနောက်အမျိုးသမီးတယောက်ကြတော့အုံနောက်ကျုံတာနော်အဲ့ဒီအုံနောက်ကျုံတာလည်းအဲ့လိုပဲဘယ်လိုဖြစ်လဲဆိုရင်နော်ခန္ဓာကိုယ်ထဲမှာကယ်လ်ဆီယမ်တွေတိတ်များနေရင်သူကအုံနောက်ကလပ်စီးထဲမှာသွားပုံတယ်လေကြာတဲ့အခါကျတော့အုံနောက်ကကျုံနေသွေးတိုးတတ်တယ်နော်ဟာပေါ့တတိတွေပါပြီးမေ့တတ်တယ်နောက် Alzheimer's ပေါ့နော်ကြားဘူးတယ်မလားနော်အဲ့ဒါလေးဖြစ်တတ်တယ်အဲ့ဒီတော့ဟာပေါ့နော်ဒီဟာကလည်းဒီမှာစစ်လို့မရဘူးနိုင်ငံခြားမှာတော့စစ်လို့ရတယ်စင်ကာပူတွေပါတွေသွားရင်လည်းမေးကြည့်ပေါ့နော်ဒီသပင်ဝင်စစ်လို့ရမှာလို့ကလစီထဲမှာဘာဖြစ်နေလဲဆိုတာအကောင်းဆုံးပဲကျန်တာကသွေးကပြောလို့မရဘူးသွေးစစ်လို့ရှိရင်သွေးကအကြမ်းပြင်းလောက်ပဲရတယ်တိတိကျကျမရဘူးဒါမှမဟုတ်အခုနောက်ပိုင်းနိုင်ငံခြားတွေမှာဆိုရင်သွေးတဲ့ကိုဒီကလစီတွေကိုသွားစစ်တယ်အဲ့ဒါနောက်ဗာမေးကြည့်ပြီလဲဘယ်ရလဲစစ်ပြီမဟုတ် तू က hair fall ကပါစရာမလို तू ကအဲ့ဒီဥယျာဉ်နားမှာကပ်ပြီးတော့နော် half an inch လောက်ညှက်လိုက်ရုံပဲဟိုနေရာ3နေလိုက်နေရာလောက်ကယူအဲ့တော့ तू က report ပေးတဲ့အခါကျမှဒီကလစီထဲမှာကယ်လ်ဆီယမ်ကဘယ်လောက်ရှိလဲနော်မက်ဂနီဆီယမ်ကဘယ်လောက်ရှိလဲဆိုဒီယမ်ကဘယ်လောက်ရှိလဲပိုတက်ဆီယမ်ကဘယ်လောက်ရှိလဲအတိအကျပေးတဲ့အခါကျတော့ကိုကမှန်းပြီးတောက်လို့ရတာပေါ့ဘာကိုဘယ်လောက်တောက်ဘာကိုဘယ်လောက်တောက်ဆိုတာလေအဲ့ဒါကောင်းတယ်ဟုတ်တယ်စိုးစေးနဲ့ဆိုသိမ့်မမှန်ဘူးဟုတ်တယ်ဘာလို့ဆိုစိုးစေးတွေကလည်းတတုဓာတ်တွေပါတယ်လေအဲ့ဒါဆိုမှားနိုင်တယ်ဗာမင်းဘယ်ဟာလဲ thyroid ဆေးရလေဒီမှာရောင်းနေနော်တခုရှိတာက L-toxin လို့ခေါ်တယ်သူကဒီမှာရောင်းတဲ့ဟာက T4 သူကဘယ်လိုလဲဆိုတော့ဒီမှာရောင်းတဲ့ thyroid ကတောက်လိုက်လို့ရှိရင်ခန္ဓာကိုယ်ထဲမှာအသေးနဲ့ကြောက်ကမှပြောင်းပြရတယ်နော်အသေးနဲ့ကြောက်မှပျောက်ပြပြီးတော့ T3 ကမှကလစီထဲမှာအလုံးလုံးတဲ့ဟော်မုန်းနော်ဒါပေမဲ့ခန္ဓာကိုယ်ရဲ့ဥပမာတတုဓာတ်တွေလိုနေရင်ဥပမာ iodine ဓာတ်နည်းနေရင် zinc နည်းနေရင်zinc ဆိုလို့လေကျွန်မတခုပြောမယ် zinc လည်းတောက်ကြသိလားဒီခန္ဓာကိုယ်ခုခံအားကောင်းအောင်လေဒီမှာခဏလေးနော်ဒီ vitamin D ရယ် probiotics ရယ် zinc ရယ်နော် zinc က50 mg လောက်တောက်အဲ့ဒါဆိုရင်လေကိုယ့်ရဲ့ခုခံအားအထွတ်အထိပ်ရောက်နေဆိုတော့တော်ယုံတန်ယုံဖျားလည်းမဖျားတော့ဘူးကင်ဆာတွေဖြစ်ဖို့ chance လည်းနည်းသွားတာနော်ဒါကကျမအားပေါ့နော်သူများတွေကကျမနဲ့သဘောတူခြင်းလည်းတူမယ်မတူခြင်းလည်းမတူဘူးဒါပေမဲ့ကျမကတော့ကိုယ်တိုင်လက်တွေ့လုပ်နေတာကျမကအသက်80ပြည့်တော့မယ်လေ so far တော့ကျမထင်တယ်ပေါ့နော်
ဘာမှကြီးကြီးကျယ်ကျယ်မရှိသေးဘူး